အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဒီနေ့ကကျွန်တော်ရဲ့မွေးနေ့လေးပေါ့နော်မွေးနေ့အတွက်ကြောင့်ဒါဖျားကိုရောက်နေတာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဖျားမှာဖျားပူဇော်မယ်ရည်တက်ပယ်မယ်နောက်ပြီးတော့ငါးစာကျွေးမယ်ပြီးသွားရင်ကျွန်တော်လိုက်လူမယ်ပေါ့နော်ဒီကွယ်သူလေးနဲ့ကျွန်တော်လက်မင်းနေပြီးစီပွားရေးအတွက်ရုံးကန်နေကြတဲ့သူတွေကိုကျွန်တော်တားတွေ့နေ့လေစာလိုက်လူမယ်ပေါ့နော်အဲ့စီစဉ်လေးရှိပါတယ်အဲ့တော့ကျွန်တော်လည်းဒီနေ့လိုက်ပြီးတော့ကြည့်ကြပါဘုဒ္ဓဇေဘောအမှန်တစ္ဆာနတ်ဘုရားယုံကြည်ဒီကမ္ဘာတော့ဒီလူကအခုတော့ဒါကျွန်တော်မိပွိုင်းနေမှာစာဝန်နေအတွက်ရုံးကန်နေကြတယ်ဒါမိဘပြည်သူတွေကိုတွားရောက်ပြီးတော့နေ့လည်စာအတွက်တွားရောက်ပြီးတော့လည်းမှာဖြစ်ပါတယ်ကျမ်းမာကတော့ကျွန်တော်ကြာစံကြောပေါ့ကြာစံကြောခုတွားနေပါပြီကြာစံကြောရောမွေးနေ့လူကျေးဇူးပါမွေးနေ့လူရောနေ့လေစာရောလာတော့โอเคသွားပြီနော်ဘိုင်ဘိုင်ဒီလေးတွေကစူပါတောင်းပေးတယ်ကျမ်းအောင်ချမ်းသာပါစေတဲ့အားလုံးဒီတော့အားလုံးလေးနဲ့လည်းဘုရားကြီးကြပါစေ